ရှင်မြတ်ကြီးကလျှောက်ထားပါလေဗျာတပည့်တော်မိဘနဲ့သာသမီကြားမှာရင်ဆိုင်ကြုံတွေ့နေရတဲ့အကြောင်းတရားတစ်ခုကိုလျှောက်ထားခွင့်ပြုပါဗျာတပည့်တော်မိဘနှစ်ပါးနဲ့အိမ်တောင်တဲ့သာသမီ3ယောက်ရှိပါတယ်မိဘတွေစီးပွားရေးဟာမထင်မှတ်ထားတဲ့အကြောင်းလေးတစ်ခုနဲ့ကြုံလိုက်ရလို့အခြေအနေမဲ့တစ်ခုနဲ့ဘဝရဲ့လောဒဏ်ကိုရင်ဆိုင်နေရပါတယ်ဗျာအဲ့ဒီအတွက်တပည့်တော်မိဘနှစ်ပါးကိုပြုစုစောင့်ရှောက်ခွင့်လေးရလိုက်တာအခုလိုပြုစုစောင့်ရှောက်ခွင့်ရနေတော့မှတပည့်တော်အနေနဲ့မိဘတွေကိုမေတ္တာကရုဏာမုဒိတာထားပါတယ်ဒါပေမဲ့တစ်ခါတလေဓမ္မနဲ့ဘဝဟာတထပ်တဲ့မကြလို့ထင်မိပါတယ်ဗျာမိဘတွေကိုတပည့်တော်တို့တိတလာမှတ်တလာအနေနဲ့ကြုံတွေ့နေရတာဖြေလျှော့သွားအောင်ဤမျိုးနဲ့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မပြောင်းလဲလာတော့တပည့်တော်တို့မိဘပေါ်ထားတဲ့စေတနာမမှန်လို့လားတွေးမိပါတယ်မိဘတွေအနေနဲ့အခုလိုချင်းချင်းမျိုးကလက်မခံနိုင်တာလားနားမလဲတာလားထင်မိပါတယ်ဘာကြောင့်လဲဆိုတော့မိဘတွေပြဿနာရဲ့အကြောင်းရင်းကိုမရှာတော့ပဲပြဿနာဖြစ်ကြောင်းတွေပဲအမြဲလို့ရှာနေကြတယ်မိဘနဲ့သာသမီကြားမှာလွဲမှားနေတဲ့အကြောင်းတရားကိုဘယ်လိုဖြေရှင်းခိုင်းပေးရမလဲဆိုတာကိုရှင်ဘုရားအနေနဲ့မိဘတွေကြုံတွေ့နေရတဲ့ဒုက္ခတွေကိုဖြေလျှော့သွားအောင်သာသမီတွေကလည်းမိဘတွေကလည်းသာသမီကိုအကျဉ်းနဲ့မေတ္တာကရုဏာမုဒိတာတွေမလျော့သွားအောင်နဲ့အစဉ်ပြေသည်ဖြစ်စေစမပြေသည်ဖြစ်စေဘဝမှာပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုအတိုင်းအဝန်လေးတစ်ခုကိုပြန်လဲတည်ဆောက်နိုင်အောင်မေတ္တာကရုဏာမုဒိတာထားပြီးရှင်းပြပေးပါရင်လျှောက်ထားကောင်းပါမှာဗျာ Buddhist psychotherapy ရှုထောင့်နေပြီးတော့အကျဉ်းနဲ့ပေးရရင်မိဘတွေပြောတဲ့ဟာကိုဘာမှအကောင်းဆုံးမူမှန်သေးပဲနဲ့ထိုင်ပြီးတော့နားထောင်ပေးပါလိုက်လို့ရလည်းမလို့အခုဟာကသူတို့စိတ်ထဲမှာပူပန်နေတဲ့ဟာသူတို့စိတ်ထဲမှာဟောမှားတယ်လို့ထင်တယ်မှန်တယ်လို့ထင်တဲ့ဟာအဲ့ဒီဟာကိုလက်ခံတဲ့လူစာနာတဲ့လူမရှိသေးဘူးကိုယ်သားသမီးတော်မှာကိုပြောတဲ့ဟာနားမထောင်ရင်တော့အဲ့လိုသူတို့စိတ်ထဲမှာဖြစ်တယ်အဲ့ဒါကြောင့်mindful listening ဆိုတာရှိတယ် mindful listening ကသူတို့ပြောတဲ့ဟာကိုစိတ်ဝင်စားပြီးတော့နားထောင်အကောင်းအဆိုးဘာမှဝင်ပြီးတော့မဆက်ဒါကမှန်တယ်ဒါမှားတယ်မပြောဒါဆိုရင်ဒါဒီလိုလားဆက်တော့မေးတယ်စိတ်ဝင်စားလို့ဆက်တော့မေးတယ်ဒါပေမဲ့ဒါကတော့ဒီလိုဟုတ်တယ်မဟုတ်ဘူးဆိုတော့ကိုယ့်ရဲ့အတွေးအမြင်ကိုသွားမထည့်ကိုယ့်ရဲ့အတွေးအမြင်ကိုသွားပြီးတော့ထည့်ရင်ဒါအကောင်းဆုံးသူတို့ကိုသွားပြီးတော့ဝေဖန်လိုက်သူတို့အမြင်နဲ့ကိုယ့်အမြင်မတူတဲ့အချိန်မှာချက်ချင်းရန်သူဖြစ်သွားတာမိဘနဲ့သားသမီးဖြစ်လိုက်အဲ့လိုဖြစ်သွားအဲ့ဒါကြောင့် sympathetic listening လုပ်တဲ့အခါမှာငါပြောချင်တာနားထောင်တယ်လို့ရှိသေးတယ်ငါနားလဲဆိုရင်တစ်ခါပြောနားထောင်နှစ်ခါပြောနား10ခါပြောနားထောင်ဒီတိုင်းနားထောင်နေမကောက်ဘူးအမေကလည်းဒါပဲပြောနေတာပဲအဲ့လိုတော့မပြောအဲ့လိုပြောရင်ကိုယ့်စိတ်ကိုပြန်ကြည့်ရတယ်ကိုကစိတ်တူနေတာအမေပြောတဲ့ဟာအဖြစ်ပဲမရှိဘူးဆိုတော့သူ့ကိုတော့ judge လို့ကောင်းဆိုလို့အဲ့ဒါကြောင့်ကိုနဲ့ကို psycho counseling တော့ထိုင်ပြီးတော့နားထောင်သူများပြပြောတယ်ရှင်ပြလူတွေကိုတလောက်ထိလက်ခံတွေ့ဆုံးတာတရားစခန်းထဲမှာဆိုရင်လည်းဒီနေ့ကို4နာရီလောက်တရားစစ်တဲ့ခါလေးထိုင်ပြီးတော့နားထောင်ရှင်ပြပါလို့ရလို့ဆိုနားထောင်တယ်နားထောင်တဲ့ skill ကကိုယ့်ရဲ့ emotion ကိုယ့်ရဲ့ဝေဒနာကိုယ့်ရဲ့အတွေ့အရင်ဆုံးထိုင်ပြီးတော့နားထောင်တဲ့အခါမှာဘုန်းတို့စနားထောင်တဲ့အခါလေးကိုယ့်အတွေးနဲ့ကိုယ်ပြန်ဖြစ်တာဒီလိုတွေးတော့မကြိုက်ဘူးဒီဝေဒနာကြီးမကြိုက်ဘာလို့ဒါကြီးကဒီလိုဖြစ်နေလဲဆိုကိုယ်အတွေးနဲ့ကိုယ်ဝေဒနာကိုယ်ရန်ဖြစ်နေကိုယ်သတိမရအဲ့ဒီအဆင့်ကိုနားလည်ပြီးတော့ကြော်သားခါကျဝေဒနာကိုဒီတိုင်းနဲ့ထိုင်ကြည့်နေတယ်ထိုင်ပြီးတော့နားထောင်နေတယ်ဆိုတော့သူ့အကောင်းဆုံးကိုပြောတော့အဲ့ဒါကို top up မလုပ်တော့ဘူးလို့ပြောရှိနေတဲ့ဝေဒနာကို top up မလုပ်တော့ဘူးသူရှိရင်ဆိုပဲရှိတယ်အတွေးတွေကဟိုတွေးတယ်တွေးတယ်ဆိုရင်အဲ့ဒီတွေးကိုဒီတိုင်းပဲကြည့်နေလိုက်တယ်ဟာလှုပ်ပြန်ပြီးအတွေးရလည်းအထွက်သွားပြန်ပြီးဆိုပြီးတော့မကောင်းဘူးဆိုတဲ့စိတ်မျိုးမထားဘူး judge မလုပ်ဘူးဒါတကယ်သတိမထိုင်အနစ်ထားတာမတွေးနဲ့လို့ပြောတာဒီလိုမတွေးနဲ့လို့ပြောဒီအကောင်းဆိုသွားပြီးတော့မတွေးနဲ့အကောင်းဆိုဒီလိုတွေးတဲ့ဟာက subconscious mind နဲ့တွေးတာအကျင့်နဲ့တွေးတာ habitual reaction လို့ခေါ်တယ်ဘုံအမြဲတမ်းကိုးကားပါတယ်ဒီနေ့လည်းထပ်ပြီးကိုးကားအောင်မှာဘောရိဉာဏ်စတာမိတ်နေတာလေ
ပက်ပင်တွေ့ရတဲ့ဒုက္ခကဓမ္မပဲဟိုတွေးတွေတွေးလိုက်လို့ထိုက်ပြီးတော့ဖြည့်လိုက်တာတကြက်ဖြည့်သွားတယ်အတိတ်ကဟာပြန်စဉ်းစားပြီးတော့ပုတ်စီပွားရအဲ့လိုဖြစ်တဲ့နယ်မဖြစ်ခဲ့တဲ့ဟာကိုအဲ့လိုဖြစ်တဲ့နယ်ဆိုတော့ပြောတာဓမ္မထဲလိုက်အဲ့လိုမဖြစ်တဲ့မူတော့ဓမ္မထထဲနောက်အနာဂတ်ကိုတွေးပြီးတော့စိုးရိမ်ဓမ္မထထဲသုံးမှဖြစ်တယ်ပက်ပင်တွေ့ရတဲ့ဒုက္ခအဲ့ဒီဓမ္မကိုတော့လူတိုင်းကဖြေရှင်းနိုင်တယ်နောက်ပြီးတော့ဘုရားယဟန္တာတွေလည်းပဲတွေ့ရတယ်တင်းငုတ်ဆိုမြင်လိုက်ရင်အဲ့တင်းငုတ်ကြော်လာရုံပဲရှောင်သွားတယ်အဲ့တင်းငုတ်တော့ရှိတယ်ဒါဆရာတော်ပြောတယ်ဆရာတော်ရေးထားတဲ့စာအုပ်တွေလည်းကောင်းပါတယ်ဟောထုတ်ထားတဲ့စာပဲကောင်းအဲ့ဒါကြောင့်မိဘကိုပြုစုတဲ့နေရာမှာစိတ်ပိုင်းဆိုင်ရာပြုစုတတ်အောင်ဆိုရင်ကိုယ့်ရဲ့စိတ်ကိုအရင်ဆုံးပြန်ပြီးတော့ဟိုစောင့်ရှောက်အောင်ကရုဏာနဲ့နားထောင်နေဆိုရင်ဥပမာကလေးကလိမ့်ကြတယ်ဆိုလိမ့်ကြမိုးတယ်ဆိုအမေကဘာလို့ဒီလိုပြေးတာတော့ဘာလို့လဲကြတာတော့အဲ့လိုတော့ပြောကြည့်ပါကလေးငိုတိတ်မှာဘယ်တိတ်မှာတော့ကြောက်လို့တိတ်မှဒီကလေးက trauma ဖြစ်သွားတယ်ငိုရကောင်းမလားဆိုပြီးတော့တွားရိုက်ကြည့် trauma ဖြစ်သွားတယ်ကလေးရဲ့အဲ့ဒီမှာဘာလိုတာလဲဆိုတော့သူနာတာကိုအမေကနားလဲတယ်အမေက acknowledge လုပ်တယ်အတိမပြုတယ်ဆိုအဲ့ဟာလေးလိုချင်အမေကသူ့ကိုခြီးပြီးတော့နှစ်သိမ့်လိုက်ရင်အမေကဘာမှမပြောသေးဘူးအငိုတိတ်သွားတယ်နာတာဘယ်မှာနာဒီနေရာမှာအနာလားဟုတ်တယ်အဲ့နေရာလေးကန်ကြည့်လိုက်တယ်ခလေးကတိတ်သွားတယ်ဘာမှလုပ်ရသေးတယ်ဆိုလိုရင်းကဒီ the need to belong ဆိုတာလေ the need to be heard the need to be seen the need to be recognized အများရဲ့အတိမပြုခံရဖို့ဆိုတာကဒါကလူတိုင်းရှိတယ်လူတိုင်းမှာရှိတယ်လူအပ်ချက်တစ်ခုပြောကြတယ်အဲဒါမိဘတွေစိတ်ထဲမှာဒေါသလည်းဖြစ်နေတယ်ကိုယ့်အကူမကျဉ်းတဲ့စိတ်လည်းဖြစ်နေအပြစ်တင်တဲ့စိတ်လည်းဖြစ်နေတယ်သူများကအပြစ်တင်တဲ့သူတို့ကိုဖြစ်နေအဲ့လိုဖြစ်နေစိတ်ကအဲ့လိုတောင်းပြန်ဆွလာဖြစ်နေတဲ့အချိန်မှာသူတို့ကိုထိုင်ပြီးတော့ချိန်ပေးပြီးနားထောင်ပြီးနှစ်ပတ်သုံးပတ်အဲ့လိုမျိုးပေါ့နော်အခွင့်ကြုံနိုင်နားထောင်နိုင်အပြင်ခေါ်သွားလိုက်အာရုံနဲ့ကြောင်းသွားလုပ်လိုက်သူတို့တော့ contradict ချင်းမလုပ်အခုဒေါသဖြစ်နေတဲ့အချိန်မကျင်တတ်မှုဆိုတော့ဒေါသဖြစ်အောင်ပြောတာအဲ့တော့ဒေါသဖြစ်နေတဲ့အချိန်မှာစိတ်က receptive မဖြစ်ဘူး receptive မဖြစ်တဲ့အချိန်မှာဘလောက်ပဲထဲခွက်ထဲကိုမဝင်အဲ့ဒါကိုနားလည်ပြီးတော့မေတ္တာနဲ့ကရုဏာနဲ့နားထောင်နောက်ပြီးတော့မုဒိတာဆိုတာတော့သူတို့အများကြီးစူးစမ်းခဲ့တယ်အဲ့ဒါကိုပြောပြီးတော့အားပေးအဲ့ဒါအောင်မြင်ခဲ့သေးတာပဲအဲ့ဒါတွေလုံနိုင်ခဲ့သေးတာပဲဆိုတော့သူတို့အားပေးနေတာပြောမှများတဲ့ခါကျတော့သူတို့ကိုသူတို့ယုံကြည်တဲ့စိတ်ပြန်ရှိလာတာဒါတော့ဆိုဆင်းပြေတယ်ထင်တယ်နော်အားလုံးကြာမှချမ်းသာကြပါစေ